LGBT တွေအတွက်ဆိုတော့လေကိုယ်တိုင်လည်းခံစားမိတယ်ဆိုတော့လားရန်ဝမ်းနေဝယ်လဲနေဖို့ကောင်းတယ်ပေါ့နော်ဒီတို့လည်းတနာတယ်ရှင်ပြတဲ့အခန်းလေးကအဲ့လိုတချင်းလေးလာတာအဲ့ဒါရင်ထဲကိုလိုက်ပြီးတော့ငိုချင်သွားဟိုတစ်ချက်လိုက်ကနေအမြဲတမ်းမကြတယ်မရင်ထဲမှာလိုက်ကနေနဲ့ 100%အရင်ကြိုက်တယ်ချိလိုက်တာလေငိုခဲ့ရတယ် နောက်ဆုံးကနေပါပေါ့ကျင်းတဲ့ကိုအရင်ထည့်အရန်ဆိုအဲ့နေမှာတော့ခံစားလိုက်ရတယ်အော်ပြီးတော့မူတာ တော်လည်းကိုခဲ့ရပါဘူးဒီရှိလာတော့လည်းကိုခဲ့ရပါတနာဖို့ကောင်းပါလေခေါင်းလုံးကောင်းမယ်ဘာလို့ဒီရှူကLGBT ရတကယ်ကြတော့ပို့ပြီးတော့တမတ်ချက်ထူးချွန်အောင်စူးစမ်းနေထိုင်ကြရတဲ့သူတွေဖြစ်ပါတယ်ဆိုတာလေးကိုလည်းmessage လေးရောက်သွားစေချင်တယ်ပေါ့နော်ညီမတို့ LGBT တိုင်းဝိုင်းမှာဆိုရင်ကောင်းကောင်းဝင်လှုပ်ကျွေးနေတဲ့အတူမှအများကြီးရှိတယ်ပညာတတ်တွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်ညီမထင်တာပြောချင်တာတစ်ခုကကြတော့ကိုယ့်ဘက်ကိုရိုးတသားရှင်သန်မှု LGBT တိုင်းလေးစားစားနေထိုင်မှုသိက္ခာရှိနေထိုင်မှုဆိုတာညီမပြောချင်ပါတယ်ဘာတွေအတွက်ပေးဆက်ရတဲ့ဘဝတွေကရန်ဒီမာတို့နဲ့ဘဝတွေနဲ့တည်တယ်ဘေးနားနဲ့နေနောက်မှာကိုယ်တွေနှင့်နေအောင်ခံစားရတယ်LGBT ရဲ့အနေနဲ့ပေါ့နော်စိတ်အားမငယ်ဘူးနဲ့ကိုရက်တည်နေအောင်ဒီကားလေးကပညာပေးထားတဲ့ကားလေးပါလူတွေကလူလိုပဲတတ်မှတ်ပေးပါပြောရလို့ရှိရင် LGBT တွေမှာလည်းအရန်အောင်မြင်ကြော်ကြားနေတဲ့နယ်ပယ်အသီးသီးရလူတွေအများကြီးရှိပါတယ်အဲ့ဒီအတွက်ဟိုစိတ်တမကြပါနဲ့ဘယ်သူပဲဖြစ်ဖြစ်ဘဝအတွက်ရှေ့ဆက်ပြီးတော့အားတင်တာပါ LGBT ဆိုရင်တော်တော်များများကနှိမ်ကြတယ်စကြင်ကြတယ်ဒါပေမဲ့ဒီရုပ်ရှင်ထဲမှာဆိုရင်အဲ့လိုမျိုးမဖြစ်အောင်လို့သူတို့ဘယ်လိုမျိုးထိန်းသွားလဲဆိုတာကိုပြသပေးရုပ်ရှင်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအတူယူပြီးလာရောက်ကြည့်ရှုသင့်ပါတယ်ခင်ဗျကိုနေတို့ရဲ့အရင်ပေါ့နော်တရုပ်ဆောင်ထားတဲ့မိန်းမရှာကာရိုက်တာနဲ့မတူဘဲနဲ့ပေါ့နော်ဒီထဲမှာအရန်ချစ်ဖို့ကောင်းပြီးတော့တကယ်ဟိုကိုနေတို့ရဲ့နောက်ထပ်ပုံစံတစ်ခုမြင်ရတဲ့ပုံစံတိုင်းကိုမြင်ရမှာဖြစ်တယ်ပေါ့နော်ပြီးတော့ကိုညီနန္ဒရဲ့မိန်းမရှာတရုပ်ဆောင်ထားတဲ့ပုံကလည်းအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်တကယ်လည်းမထင်ထားဘူးပေါ့လာကြည့်စားဖို့ဖိတ်ခေါ်ပါတယ်ဇက်မှာလည်းလှည့်ကွက်ကလေးလည်းရှိတယ်ပေါ့နော်နောက်ပိုင်းကျမှလို့လှည့်ကွက်ကလေးကြည့်ပြီးတော့မှဟာကနေဟင်းနေဖြစ်သွားတာတွေလည်းရှိရပေါ့အဲ့တော့လာကြည့်စားဖို့ဖိတ်ခေါ်ပါတယ်နော်မြင်လက်တက်ပင်မဲ့ရေးစည်းချမ်းတဲ့ရုပ်ရှင်ဇာတ်ကားကြီးအောင်မြင်မှုများစွာဝင်ငွေများစွာနဲ့အတူတူပြည်သက်ချစ်ခင်မှုများစွာနဲ့အတူတူဂျုံတင်ရက်တွေအများကြီးရရှိပါစေလို့ဆုတောင်းပေးပါတယ်ပြည်သက်တွေရဲ့အားပေးမှုရရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီထက်လည်းပို့ပြီးတော့ရရှိပါစေလို့မြင်လက်တက်ပင်မဲ့ရေးစည်းချမ်းတဲ့ဆိုတဲ့ဒီကားကြီးပေါ့နော်ဒီထက်အများကြီးအောင်မြင်ပြီးတော့ဒါပရိသတ်တွေလည်းအများကြီးသဘောကျပါစေပြီးတော့ငွေလည်းအများကြီးရပါစေလို့ဆုမကောင်းတောင်းပေးပါတယ်